Santisa lagliha. Santisa lagliha. Era ishaba. Era ishaba. Damyelega wisanto. Damyelega wisanto. Era the way to. Era the way to. Edini mia jisa. Tingensa ni tin. Okay. Ha tingensa ni le suro. Jisa tingensa. Okay. No. အမှရေးချမှာမြန်မာစာအရေးသားမှာရေးချ2မျိုးရှိတယ်။ရေးချဘယ်နှမျိုးရှိလဲ2မျိုး ဝိုက်ရှာနဲ့မောက်ရှာ။ဒါနဲ့ဗာနဲ့လဲဝိုက်ရှာနဲ့မောက်ရှာရေးချ2မျိုးရှိတယ်။ဝိုက်ရှာနဲ့မောက်ရှာ။ဒါနဲ့ဗာနဲ့လဲဝိုက်ရှာနဲ့မောက်ရှာနဲ့ဟုတ်ပြီမောက်ရှာကိုကကြီး6လုံးနဲ့ရေးရတယ်နော်အဲ့ဒါတွေကလိုက်ဆိုမယ်ခဝေးရဲ့ခါငယ်ရဲ့ငါရဲ့ပြောခဝေးရဲ့ခါငယ်ရဲ့ငါရဲ့ဓာရွေးရဲ့ပါဆောက်ရဲ့ဝရဲ့ဟိုနဲ့အဲ့ဒီ6လုံးကိုမောက်ရှာနဲ့ရေးရမယ်။ဘာနဲ့ရေးရမှာလဲမောက်ရှာနဲ့မြန်မာစကားတွေကကြပြလေးနဲ့သင်ပေးမယ်လိုက်ဆိုမယ်ယူကြည့်မယ်ခါဝေးခငယ်ငါခဝေးခငယ်ငါဓာရွေးပါဆောက်ဝဓာရွေးပါဆောက်ဝခါကငါဓာပါဝခါကငါဓာပါဝမောက်ရှာနဲ့သာရေးရမှာမောက်ရှာနဲ့သာရေးရမှာတို့ရဲ့မြန်မာစာတို့ရဲ့မြန်မာစာမြဲတရိယာနေဖို့ရာအမြဲတရိယာနေဖို့ရာခါကငါဓာပါဝခါကငါဓာပါဝခါဝေးကငယ်ငါခါဝေးကငယ်ငါဓာရွေးပါစာဝဓာရွေးပါစာဝခါကငါဓာပါဝခါကငါဓာပါဝမောက်ရှာနဲ့သာရေးရမှာမောက်ရှာနဲ့သာရေးရမှာတို့ရဲ့မြန်မာစာတို့ရဲ့မြန်မာစာမြဲတရိယာနေဖို့ရာအမြဲတရိယာနေဖို့ရာခါကငါဓာပါဝခါကငါဓာပါဝဆိုကြည့်ပါခါဝေးခငယ်ငါခါကွေးကငယ်ငါဓာရွေးပါစာဝခါကငါဓာပါဝမောက်ရှာနဲ့သာရေးရမှာတို့ရဲ့မြန်မာစာအမြဲတရိယာနေဖို့ရာခါကငါဓာပါဝအဲ့ဒီခဝေးရဲ့ခါငယ်ရဲ့ငါရဲ့ဓာရွေးရဲ့ပါဆောက်ရဲ့ဝရဲ့မောက်ရှာနဲ့ရေးပြီးတော့ကြံတဲ့ဖြီးတွေကိုဝိုက်ရှာနဲ့ရေးရမယ်ကျန်တဲ့ဗီဒီယိုဘာနဲ့ရေးရမှာလဲဝါရှာနဲ့မှတ်ထားနော်သေချာဟုတ်ကဲ့မမိရမလားဟုတ်ကဲ့မမိပါတယ်